ကောင်းဘူးလုံးဝမကောင်းဘူးစပိုင်ဒါမန်လုံးဝမကောင်းပါဘာလို့မကောင်းတာလဲဆိုတော့3D နဲ့ကြည့်ချင်တယ်3D လက်မှတ်မရလို့ပါ 2D နဲ့ပဲကြည့်လိုက်ရပါတယ်ရုပ်ရှင်ကတော့အရင်ကောင်းပါတယ်ကဲရုပ်ရှင်ကြည့်နေဒီမှာစတိုင်ထုတ်မယ်ဓာတ်ပုံရိုက်မယ်ဘာညာပေါ့ကဲကိုရောရုပ်ရှင်စပါပြီကြည့်လိုက်ပါဦးမယ်ရန်ကြည့်ကြလို့စောင့်ရတဲ့ရုပ်ရှင်စောင့်ရကြိုနှက်ခဲ့ပါတယ်အရန်ကောင်းပါတယ်မကြည့်ရသေးရင်တွားကြည့်ဖို့ပြောချင်ပါတယ်ရှုံးထဲမှာဒီလိုမျိုးတွေမိုက်တယ်ပြချပါနော်Marvel fan တွေကတော့စာတန်းထိုးပြီးတဲ့ทีကြည့်ပါတယ်ဘာလို့ဆိုတော့နောက်တစ်ခါပါလာမလဲဆိုတော့သိကျင်လို့ပါနောက်ဆုံးဒီလိုလေးပုံရိုက်ခဲ့ပါ